ထက်လန်းနဲ့မရရင်တော့အောင်လန်းနဲ့ကိုလောက်ရမှာပဲ ဘသူ့ကိုအောင်လန်းနဲ့တိုက်မလို့လဲမိပါရဲ့ ဘယ်သူရှိရမှာလဲရှစ်သက်မဲ့မအောင်စီကိုပေါ့ ဟေးမဖြစ်တဲ့နာမိပါရာမကြံကောင်းမစီတာမောင်စီဆိုတာလေမိကောင်းဖခင်သားသမီးပါပြီးတော့ငါတို့ရဲ့ဆုံးမစကားကိုလည်းနားထောင်မဲ့သူပါ ရှင်ဘာတွေပြောနေတာလဲမအောင်စီထွက်သွားလို့ပြန်မလာလို့ပြန်ခေါ်มาကိုပြောနေတာ အခုလည်းသွားတာဘယ်နည်းရှိသေးလို့လဲ ဩရှင်ကသမီးလေးကိုဝမ်းနဲ့လွယ်မွေးထားတာမှမဟုတ်တာရှင်ပဲသိပါမလဲ ကိုကလေသမီးကိုဝမ်းနဲ့လွယ်မမွေးရပါမယ်သမီးရဲ့ဝေယဝိဆာတွေငယ်ငယ်တည်းကလုတ်ခဲ့တဲ့သူပါမင်းကဘာလုပ်ပေးခဲ့လို့လဲသမီးအခုလိုမျိုးကလေးဒုက္ခကိုမင်းကခံခဲ့ရဘူးလားအဲ့ဒါကိုလည်းထည့်ပြီးစဉ်းစားပါဦး ဟိုအခုသမီးအိမ်အောင်ကြောက်သွားတော့ရှင်အရင်လို view ဆိုင်လို့လားရှင်မှာတိတ်တိတ်ဒီတရားစာအုပ်နဲ့ရှင်ရဲ့တရားမိတ်ဆွေတွေနဲ့ပဲအချိန်ကုန်နေတာမဟုတ်ဘူးလား တင်းကျင်းကိုခြေတစ်ဖက်ချတဲ့အရွယ်ရောက်နေမှာကို့အတွက်တည်းကိုလိုအပ်တာပဲလုပ်မှာပေါ့နှွဲလိုမျိုးအပူတွေကိုလိုက်ပြီးဝယ်နေမယ်ဆိုလို့ရှိရင်နောက်ဆုံးထွက်သက်ထိအပူတွေကိုပိုက်နေရမှာပေါ့နှွဲ ကျမကတော့လေကျမသမီးလေးစိတ်ချမ်းသာဖို့အတွက်ကျမအကုန်လုပ်ပေးမှာပဲ နှွဲလှုပ်ပေးနိုင်တာလှုပ်ပေးတယ်ဆိုပေမဲ့လေတချို့ကိစ္စတွေကအစွန်းရောက်သွားရင်ကုညီရမရောက်ဖ ೇನೆ အနောက်ရှက်ဖြစ်သွားနိုင်တယ်ဟိုတလောကပဲမဲယူနဲ့ကြောက်စားဖြစ်မလို့ဖြစ်သွားသေးတယ်မို့လား အဲ့ဒါလေနှွဲလုံးမဟုတ်ဘူးလေမြင်းလေးကိုနာမည်ပေးတဲ့ကိစ္စမှာခမိခမက်ဖြစ်တဲ့နှွဲတို့တော့အကြောင်းကြားတင်တာပေါ့အခုတော့သူ့စိတ်တိုင်းကြသူ့လုံးလုံးရတယ်ဆိုတဲ့အချိုးမျိုးနဲ့နှွဲကိုချိုးသွားတာလေ နှွဲနဲ့မဲယူနဲ့အခုလိုဖြစ်မယ်ဆိုလို့ရှိရင်ဂျားညက်မှာဘာလို့လဲတမီလေးပဲမဟုတ်ဘူးလားပြီးတော့ဒီအိမ်တော်ဘက်ကိုမင်းမရွေးချယ်ခဲ့တာမဟုတ်ဘူးလားကိုယ့်ရဲ့တငယ်ချင်းလူနဲ့ပတ်သက်ပြီးတော့မပြောနဲ့တော့နှွဲ ဟုတ်ပါတယ်အားလုံးကလေနှွဲပြစ်တည်ကြီးပဲ ကိုကနှွဲကိုအပြစ်ပြောတာမဟုတ်ပါဘူးကွာတမီရဲ့အိမ်တော်ယူစူးစူးကောင်းကောင်းတမီကိုပဲဆုံးဖြတ်ခွင့်ပေးလိုက်ပါ ဟိုကျမရှိနေသေးတော့ကျမစိတ်တိုင်းကြလုံးမှာပဲကိုရဲဝင်းဒီမှာကော်ဖီတောက်သွားအောင်လေ တော်ပါပြီမတော့တော့ ဟယ်လိုအော်ဟုတ်ကဲ့ပါဟိုရေဒီယာလုပ်ဖို့အတွက်လေ Messenger ကနေနာမည်စင်းပေးထားတဲ့သူပါ